ကဲဒီနေ့ကျတော့ Mexican food ပေါ့နော်ကျွန်မပထမအဆုံးလုပ်ထားတာလဲဗာနာမည်လည်းမသိဘူးပေါ့နော်ဒီနေရာမှာကျွန်မပထမအဆုံးလုပ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့အမားတွေလည်းပါနိုင်တယ်ကျွန်မဗာလဲတွေတောင်းထားဘယ်လိုလဲလုပ်ထားရဲဆိုတာပုံထဲမှာမြင်တွေ့မယ်ပေါ့နော်ကျွန်မဒီဥစ္စာနဲ့သမင်းချက်တဲ့ဥစ္စာနဲ့မပတ်သက်တဲ့ဥစ္စာပဲကျွန်မစကားလာပြောမယ်ပေါ့နော်အခုတော့စိတ်ထဲမှာရှိတဲ့ဥစ္စာလေးကိုကျွန်မပြောပြမယ်။ဘာလဲဆိုလို့ရှင်လူတယောက်ကိုသူ့ရဲ့လူတယောက်ရဲ့ယဉ်ချက်ချင်းမယဉ်ချက်ချင်းဆိုတာတဲ့။ဒီလူတယောက်သူဘယ်လောက်ထိချမ်းသာလဲပုံမမူတည်ဘူးတဲ့။ပြီးလို့ရှင်ဒီလူတယောက်သူကအလုပ်ငန်းကိုင်ငန်းမှာပေါ့နော်။သူ့ရဲ့ position သူ့ရဲ့ degree ကိုကြည့်ပြီးတော့ဒီလူဟာယဉ်ချက်ချင်းဆိုတာကိုဆုံးဖြတ်လို့မရဘူးတဲ့။လူတယောက်ယဉ်ချက်ချင်းဆိုတာပေါ့နော်။တချို့လူကကြတော့သူတို့ငငယ်ရွယ်ရွယ်လေးနဲ့ယဉ်ချက်တဲ့သူတွေရှိရဲတချို့ကကြတော့အသက်အရွယ်ကြီးလာမှကြီးလာလို့ယဉ်ချက်တဲ့သူတွေရှိရဲတချို့ကြတော့အသက်အရွယ်ပဲကြီးလာတယ်လုံးဝမယဉ်ချက်တဲ့သူတွေလည်းရှိရဲအဲ့ဒါကြောင့်မယဉ်ချက်ချင်းဆိုတာလေချမ်းသာတာဆင်းရဲတာတွေနဲ့လည်းမဆိုင်ဘူးဒီလူတယောက်သူပြဿနာနဲ့ကြုံလာတဲ့အခါမှာသူဘယ်လိုမျိုးနဲ့ပြဿနာကိုကင်တွယ်ဖြေရှင်းလဲပုံမှာလည်းမူတည်ရဲ့ဒီလူတယောက်ဒုက္ခနဲ့ကြုံတွေ့တဲ့အချိန်မှာသူဘယ်လိုမျိုးနဲ့ဆုံးဖြတ်ချက်ချတာလဲဆိုတဲ့အပေါ်မှာမူတည်ရပါတော့အဲ့ဒါတွေမှာပဲရင်းချက်ချင်းမြင်ချက်ချင်းဆိုတာသိမြင်နိုင်တယ်တဲ့ဒီနေ့ကျွန်မဖတ်လိုက်ရတဲ့ဥစ္စာလေးပေါ့နော်ကျွန်မအရန်သဘောကျလို့ကျွန်မပြန်ပြောပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပါလေဆိုလို့ရှိရင်လူတယောက်ကလေအပြင်ပန်းကြည့်လိုက်လို့ရှိရင်အရန်ယဉ်ကြည်ရဲ့အရန်ဘယ်လိုပြောမလဲတူတိတ်တိတ်လေးနေရဲဆိုပြီးတော့လေသူ့ရဲ့လူတယောက်ရဲ့အတွင်းစိတ်ကိုကျွန်မတို့မသိနိုင်ဘူးပေါ့နော်အဲ့ဒါကျွန်မဘာကိုပြောချင်တာလဲဆိုလို့ရှင်လူတယောက်ရဲ့အတွင်းစိတ်ကျွန်မရဲ့အမြင်ပေါ့နော်လူတယောက်ရဲ့အတွင်းစိတ်မကောင်းဘူးဆိုတာလေဒီလူတယောက်နဲ့ကိုယ်နဲ့မတည့်တိုင်းတခြားသူတွေနဲ့မတည့်အောင်ပြောတာတို့နောက်တစ်ခါကျတော့ဒီစကားပြောလိုက်လို့ရှိရင်သူတို့နှစ်ယောက်အဆင်မပြေဘူးဆိုတာတိတိရင်းနဲ့တော့ပြောတာတို့အဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့ဒါမျိုးကြီးကြတော့လေလုံးဝအတွင်းစိတ်ပုတ်တယ်လို့ကျွန်မတော့ခံယူထားတယ်ပေါ့နော်စိတ်ဆူကဒေါသထွက်တာအဲ့လိုမျိုးပောက်ကွဲတာမျိုးကျွန်မအတွင်းစိတ်ပုတ်တယ်လို့မခံယူဘူးပေါ့နော်ပြီးလို့ရှင်တခုရှိတယ်ဒီလူတယောက်နဲ့စကားပြောချင်လို့ဒီလူတယောက်နောက်တယောက်ရဲ့မကောင်းကြောင်းနဲ့အမှတော့ပြောမိလိုက်ရဆိုရဲ့လူတွေကိုလည်းလေကိုကတိတ်ပြီးအထင်မကြီးတတ်ဘူးပေါ့နော်အဲ့လိုမျိုးဒီနေ့ကြတော့ကျွန်မရဲ့စိတ်ထဲမှာရှိတဲ့ဥစ္စာလေးကိုကျွန်မချက်ပြတဲ့ဥစ္စာလေးပါပြိုင်နေပြောသွားတာပါပထမအဆုံးချက်တာဖြစ်တဲ့အတွက်ကြောင့်မို့အရင်မပြော့သွားဘူးပေါ့နော်နည်းနည်းလေးကျွန်မกินတာကြာသွားတယ်ကဲအဒီဥစ္စာကျွန်မစားတော့မစားရအောင်လုံးသမျှအကုန်လုံးကဒီအင်္ဂါလိုတွေပဲကိုစားသွားပါပါ bye bye thank you